စု surprise ပါလားဘယ်သူ့ပေးဖို့လဲ ဟွာလေအသိညာဆယ်ဒီညီမလေးတယောက်က surprise မှာတာတော့ပို့ပြီးတော့ ဩဟုတ်လားဘာလေးလဲ လိုက်ကြည့်လေသိချင်တော့ Let's go! Let's go! မင်္ဂလာပါညီမလေးလက်ဆောင်လေးလာပေးရဟုတ်ကဲ့လားမသိတော့မသိတော့လက်ဆောင်လေး လက်တွေတုံးလေးရ ဖန်လေးတော်တော်များရဲ့နော်ခဏခဏအမ line မှာအမြဲပြေး ဖုန်းလား မသိသေးဘူးခဏလေးနေအောင်ဟွာလက်ဆောင်ပေးမယ်လို့ပြောထားတာမျိုးမရှိဘူး မရှိဘူး အမတို့ကစမ်းမပိုင်းရဆိုဖုန်းပဲဒါပေမဲ့ဖုန်းလေးလိုချင်လဲ အဲ့ဆိုဘယ်သူပေးမှန်းတော့မသိဘူးနော်အမဟိုကစာလေးရင်ဖတ်ပြပေးတယ်အဲ့ဆိုလို့ရှိရင်တော့ညီမလေးနည်းနည်းစဉ်းစားကြည့်လို့ရအောင်ပေါ့ဟာတဲ့ဒီဖုန်းလေးကိုအသုံးပြုပြီးတော့တဲ့ဒီထက်မကအောင်မြင်တိုးတက်အောင်လို့ဖန်တီးနိုင်ပါစေတဲ့ညီမလေးကိုဗီဒီယိုရိုက်ဖို့အတွက်တကူတက်ကအမတို့ရှိကနေပြီးတော့ဟန်ဖုန်းလေးလာပြီးတော့မှာပေးထားတာအဲ့ဆိုကဖွင့်ကြည့်လိုက်ပါလားတက်ခါတဲ့ဘောက်ဖုန်းလေးဖြစ်မလဲမသိတော့ ဘာမှမလား ဒီပေါ်လေးမှာတက်ပြီးဒီတိုက် ဘာဘာရအော်တကယ် ကြည့်ကြည့်ပါဦးညီမလေးရဲ့ဒီရန်တိုက်ညထုတ်ကြည့်ကြည့်လိုက် ဟော iPhone 17 Pro လေးငါတို့ပြန်လာပြီးတော့မှာထားပေးရဘယ်သူလေးပေးရလို့ထင်လဲမသိဘူးညီမလေးခံမကြည့်လို့ရမလားဒါလေးကညီမလေးဟိုသူ့ရဲ့မှာစာလေးပေးထားတဲ့ခါညီမတို့ရေးပေးထားတာဟိုတဲ့ Q ကအနီလေးကလှမ်းပြီးတော့ပို့ပေးရပါတဲ့ညီမလေးရဲ့အတွက်ဒီချက်မကပေါ့နော်ညီမလေး line ပေါ်မှာပို့ပြီးတော့အောင်ညီမစီလို့လည်းအမတို့ကစတောက်ပေးရနော်ဒီ iPhone လေးနဲ့ပို့ပြီးတော့ကောင်းတဲ့ဗီဒီယိုတွေကိုညီမလေးပို့ပြီးတော့ဖန်တီးနိုင်ပါစေလို့လည်းထပ်ပြီးတော့စတောက်ပေးရတိတ်နော်အပြင်မှာတွေ့တော့ပို့ပြီးတော့ချစ်ဖို့ကောင်းတယ် ကျေးဇူးတင်ပါတယ် အခုရင်းနှင်းခံစားချက်လေးမတို့တစ်ချက်လောက်ပြောပြပါလားဘယ်လိုခံစားရလဲ ယနေ့ခါလာချက်ကကြောက်တကယ်လိုအပ်နေရလေတကယ်လိုအပ်နေဥစ္စာကိုအင်းရမိဘရအချိန်မတန်သေးလို့မလုပ်ပေးသေးမလုပ်ပေးသေးဆိုတာရရှိမပိုကောင်းတဲ့ဟာဆက်လုပ်ဖို့လေပူဇာနေရကြပြီအဲ့ဒါကိုဒါသတင်းကျိုးကတော့ဟိုပေးတာမဟုတ်ဘူးပေးတာဖြစ်ပါလိမ့်မယ် ကျေးဇူးပါညီမလေးဟုတ်လိုအပ်တာရှိလို့ရှိရင်လေအမတို့လှမ်းပြီးပြောလို့ရတယ်အခုခါပါကင်လေးဖောက်ချင်လားဖောက်လိုက်ပါလားနော် ဟုတ်ဖြူပါပေါ့နော် ဟုတ်တယ်ညီမလေးအန်ဒီလေးရပြီးတာ ထင်တိုင်းလူက3ယောက်ရှိရ3ယောက်တည်း1ယောက်ဖြစ်တာဖေရယ်တီတီရယ်မမရယ် အမတို့လည်းအဆောင်ပါလေသူကဘသူအတွက်လဲလို့ဟို70 Pro လာမှာပေးရဆိုတော့အမတို့က surprise တိုက်ချင်တာဆိုတော့ဘသူအတွက်လဲဆို news ဆိုင်ရှင်းရှင်းတော့တိရဘောလို့အဲ့ကောင်လေးကိုတိရလို့တော်တော်ချစ်ဖို့ကောင်းတယ်ဟုတ် ကြိုက်လိုက် ဒီမှာလေးချိန်ချက် အဲ့ဆိုညီမလေးဟိုအမတို့ဗီဒီယိုလေးကိုပိတ်မှာပြန်တင်မယ် ရတယ်မဟုတ် ကျေးဇူးပါညီမလေးအခုလိုလက်ခံပေးရတဲ့အတွက်အခုလိုမျိုးကိုချေရတဲ့သူလေးတွေကို surprise ရဲ့လက်ဆောင်လေးပေးချင်တယ်ဆိုလို့ရှိရင်เนาะညီမတို့ဆက်မိုဘိုင်းကိုခုပဲ hello လိုက်တော့เนาะ